ရဲလိုကကြတော့ညော NPC ကိုတိုင်ရမှာ NPC တွေကဆွားပါပြီးတိုင်ပူရပါတယ်ဆွားပါပြီးတိုင်ပူရမှာတော့ခဏလေးပါကျွန်တော်ပြီးတော့ဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော် flower နေရာလေးကျွန်တော်လည်းပြပေးတာပါတယ်ကျွန်တော်တော့ဟာနေပဲလုပ်လိုက်တယ်အခုကတော့ညသိရှာခြင်းလေးပေါ့နော်ဒီမှာအဲ့ဒါလေးကိုတော့မြေအောင်ပန်းရှာတွေ့ပြီမြေအောင်ပန်း flower တူပေါ့နော်မြေအောင်ပန်းရှာတွေ့ပြီနောက်တစ်ခုကျွန်တော်အပြာရောင်ပန်းရေကိုပြာရောင်ပန်းရေပြာရောင်ပန်းရေမျိုးအဝါရောင်ပန်းရေပဲလို့ပြာရောင်ပန်းအမှန်တကယ်ဆိုညဘက်မှာပို့လာပါညဘက်မှာရှာလာတော့ဒီကောင်းနေဒါပေမဲ့ကျွန်တော်ကအမြေအောင်ပန်းအပြာရောင်ပန်းကိုသိတော့မသိဘူးပြာရောင်ပန်းကျွန်တော်နည်းနည်းခတ်တယ်ပြာရောင်ပန်းဒါပိုင်းလို့ပို့ပါတယ်ကျွန်တော်နောက်ပြီးကြရင်ရှင်းပြပါမယ်နောက်ပိုင်းကြလို့ရှင်းပြအသာဆုံးရှင်းပြပေးပါမယ်ဒီကအပြာရောင်ပန်းဇမီးကျုံပါဘူးဇမီးကျုံလို့ပဲခေါ်ပါတယ်ဇမီးကျုံမှာကျွန်တော်ဟာနေရှာဇမီးကျုံမှာတွေ့တယ်ဇမီးကျုံရှိဦးကဖိုင်းတော့အဲ့နဲ့ကျွန်တော်လေးစိတ်ရင်းနဲ့ကဖေးကိုပြန်သွားလိုက်ရော